ကျောက်ကပ်ယောဂအတွက်ဆောင်ရံများနံပါတ်1ရေများတောက်ပါတစ်နေ့ကိုအနည်းဆုံးရေ8ခွက်10ခွက်2လီတာ3လီတာခန့်တောက်ပါရေဓာတ်ပြေဝမှုကျောက်ကပ်ကိုတန့်စင်ပေးပြီးကျောက်တည်ခြင်းကိုကာကွယ်နိုင်ပါတယ်နံပါတ်2ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများစားပါဟင်းသီးဟင်းရွက်တစ်သီးအဆီမပါသောအသားငါးပဲအမျိုးမျိုးနှင့်ဂျုံကျန်းပါဝင်သောအစားအစာများစားပါပိုတက်ဆီယမ်နည်းသောအစားအစာများကိုဦးစားပေးစားပါနံပါတ်3စားနှင့်တကြားလျှော့စားပါဆိုဒီယမ်အစာကိုတစ်နေ့လျှင်2ဂရမ်ထက်မပိုစေရန်ထိန်းပါအချိုရည်တကြားများသောအစားအစာများကိုရှောင်ပါနံပါတ်4ပုံမှန်လေ့ကျင့်ခန်းလုပ်ပါကိုယ်လက်လှုပ်ရှားမှုကသွေးပေါင်ချိန်နှင့်သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးပြီးကျောက်ကပ်ကိုကာကွယ်နိုင်ပါတယ်နံပါတ်5ဆေးလိပ်အရက်ဖြတ်ပါဆေးလိပ်နှင့်အရက်သည်ကျောက်ကပ်သွေးကြောများကိုထိခိုက်စေပြီးယောဂပိုဆိုးစေနိုင်သည်နံပါတ်6ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးတောက်ပါသွေးတိုးစီးကြိုရှိပါကဆေးမှန်တောက်ပါအကိုက်ခဲပျောက်ဆေးများဥပမာ Ibuprofen ကိုအလွန်အကျွံမသုံးပါနှင့်ကျန်းမာရှင်လန်းကြပါစေဗျာရှောင်ရံများနံပါတ်1အငံဓာတ်များသောအစားအစာများငပိငချောက်အချင်းတီထားသောအစားအစာပြုပြင်ထားသောအသားများဥပမာဝက်ဥချောင်းနံပါတ်2အဆီများသောအစားအစာများအမဲသားဝက်သားကြက်အရေခွန်နိုးစီထောပတ်နံပါတ်3ဖော့စဖိတ်ဓာတ်များသောအစားအစာများပြုပြင်ထားသောအစားအစာကိုလာအချိုရည်ချစ်နိုးထွက်ပစ္စည်းများနံပါတ်4ဆေးဝါးများကိုမစင်မချင်တောက်ခြင်းအကိုက်ခဲပျောက်ဆေးများဗီတာမင်အဆေးများကိုဆရာဝန်ညွှန်ကြားချက်မပါဘဲမတောက်ပါနှင့်နံပါတ်5ရေဓာတ်နေခြင်းရေတောက်နေပါကကြောက်ကပ်တွင်အဆိပ်တောက်များစုပုံလာနိုင်သည့်နံပါတ်6စီးအောင်ခြင်းစီးအောင်ထားပါကစီလန်းကြောင်းနှင့်ကြောက်ကပ်ကိုပိုးဝင်စေနိုင်သည့်တတိပြုပါမိမညီကိုမောင်နှမများကြဗျာကျမ်းမာရှင်လန်းကြပါစေခဗျာ